ဒါပဲဟေးInto the buggy. Reef is actually turning around, leaving all the work up to top. The more he dodges back. အပေါ်လေးကနေဖိပစ်တယ်ရောက်တစ်ပိနောက်မှာကာဝါလေးတော့ယူတယ်မရတော့ Okay, RA will be going down as Joel steps into the fight. ဒါပဲဟေးteam mate dog ကိုတော့ဒါစုံချင်းလာပြီးဖြစ်တဲ့အတွက်ဒါကာဝါရှိရဲ့နေရာတစ်ပိနောက်ခေါ်သွားရင်းနဲ့ပဲပြန်ပြီးတော့စပိုက်တော့လှုပ်ပေးနေတယ်ဗျာ Come on APG come on chicken come on ဝင် chicken တင်တာ come on dog ကိုပြန်ရသူတို့အနေနဲ့စင်ပြေဦးမယ်တော့ကလည်းခုချိန်ဒီဒါစင်ပြေနေတော့မယ် stay 8ချက်ကြည့်မယ်Baba Esport player 3ယောက် ABG 4ယောက် AE Foreman Live ဒီ Xavier 2ယောက်ကြံသေးတယ်ဗျကဲဘယ်သိချစ်ခဲ့ရမယ်ထင်တယ်ဘောလာတို့ကိုယ်ကနေမှန်းခဲ့ ABG နော်တော့ကတ်တော့ပါနေဒါပေမဲ့သူတို့ထွက်ဖို့တော့ခက်နေဗျထွက်တာနဲ့ပြစ်မှာတော့ AE ဘက်ကိုတိုးမှလား Baba Esport ဘက်ကိုတိုးမှလားပြောနေတွေ့မှာပဲထောက်ကပြစ်ချက်တဲ့အောက်မှာ Tony K ပေါက်သွားခဲ့ပြီဖြစ်ပါတယ်သူတို့မှာကာဘာဒီဒစ်လေးပဲရှိရဗျာဒီလားဒီတောင်ဆောင်လေးပဲရှိရအဲ့ရနေသူတို့ထွက်လာပါတော့ပါနေတော့မယ်ဗျာသတိထားပြီးတော့သူတို့အနေနဲ့ long range button လေးစိုက်နေတယ် Tony K တော့သူတို့အနေနဲ့ကယ်လို့မရဘူးဗျာ Tony K သွားကယ်တဲ့ player မှာမှောက်မယ်Tony K တော့သူတို့ထားခဲ့မှရတော့မယ်တော့ဟာဒီယောလေနေကြီးကကွက်တီကြတာဟာ No circle, no luck. Levi's left a heck of a lot. Alva first to go down. And that's a brilliant pickup from Doc. 3 versus 4 now. Reefus moving in. တကယ်လို့တော့ရောက်နေပြီဗျ ABG အနေနဲ့ကတော့ Let's see. အေးပွားလည်းစက်တမတ်ဆိုတော့တော်တော်လေးကိုစင်ပြေတယ်တောက်လျှောက်လေ Rosemary ရှိနေတဲ့ background granny တလုံးပြချပေးထားတဲ့နောက်မှာ Rosemary ပေါက်သွားခဲ့ပြီဝင်တော့ချင်းတဲ့တာ ABG သိမ့်ပိုက်သွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ A little bit clumsy on Rondo, but not so here. They still have one more player to handle. But it might get messy. Krypton still giving it a good go, but top for the spray down. And it won't be brother. And it will be APG from the high ground. A brilliant bounce back from their Rondo onto the first Erica. Yeah, it's a painful. Okay. ဘာပြောတော့ကိုအားပေးတဲ့တင်လေးချစ်ခဲ့ရအောင်လဲဆိုတော့ happy တာပါဗျာနော်